ဟဲ့နော်စပိုက်တာကြောကပေါ်သေးသေးကောင်မှမဟုတ်တာ စပိုက်တာကျော်စောက်ပေါ်ကြီး အားလုံးဒဲတိုက်ခိုက်မှာလာရောက်နေတစ်ပင်ပေါ်ရှိရဲ့ပေါ်တက်ပေါ်နေချောင်းပြစ်ဟဲ့မြဲမြဲလာဟာလွင်းဘာအောင်မျိုးလဲသွားပြစ်နေရတော့ ငါမရတော့ဘူးဒီမှာတော်တော်ကျန်းနေပြီ ဒီမှာတစ်ပင်ပေါ်တက်ပြီးချောင်းပြစ်မယ်ချောင်းပြစ်မှာချစ်ကန်စားရမှာဟာဒွေဝါပြီရောက်ဩငါညံ့လို့မှမဟုတ်တာရောက်ပြောတဲ့တကောင်ပြောရလေဗာလဲ sexy activity ဟိုစတင်ချိန်ရတယ်ဆိုလားအဲ့ဒါဘလို့ပြောရမှာလဲ ဟမ်ဘာကြီးလဲဆက်ဆက် activity စတင်ကလည်းအင်္ဂလိပ်လိုရေးတာကွာလောက်ပါကွာ never translate ပေးကြပါအောင် ဟာကျော်ကြီးရလဲကွာမင်းတော်သားလားပတ်ကြည့်မှာအဲ့ဒီအင်္ဂလိပ်လိုမြန်မာလိုပြောင်းပြီးစော့လို့ရတယ်လေကွာဗမာလည်းဘေးရဲ့ January knowledge general knowledge ညာတော့ Spider-Man စိတ်ရိုင်းဝင်သွားပြီမင်းတို့ကြိတ်ပြီဒါပဲဆက်ဆက် activity များနေတာရောက်ရေးငါညံ့လို့မှမဟုတ်တာဒါနဲ့ဖျောင်းနေမင်းတို့ဟို Spider-Man ကဂျုံတင်တာလေကြီးပြီးွားကြရတာဒါကြီး ဟာငါမကြည့်ရသေးဘူးနော်လာမစပွိုင်းနဲ့ ဩမစွိုင်းပါဘူးကွာအေးပေါက်ကြည့်မင်းရောမကြည့်ဘူးလား ဟာမကြည့်ပါဘူးကလေးကလာနဲ့ဘာလာပြောနေ ဩမင်းကလည်းတကယ်မိုက်တယ်ကသွားကြည့်တာရောက်အေးလာရောက်နေကျိုးဆွဲအော်ကျိုးဆွဲဆိုမှဒွင်ကြီးပြောပြအောင်မယ် Spider-Man ကားထဲမှာလေဟို MJ ကိုကျိုးဆွဲပြီးအိမ်သာပြန်ပို့လိုက်ရတာရောက်ဟေးဟိုစကားလုံးမှလည်းမမှတ်မိပါဘူးကြိုက်တယ်မကြိုက်ဘူးဟိုနောက်ပိုင်းနဲ့အောင်ကင်းစင်စောရသေးရကွာအာဟဲ့မျက်နှာချက်ပေါ်တော့မျက်နှာချက်ဆိုမှဒွင်ကြီးရေ Spider-Man ကားထဲမှာလေဟိုကောင်မရှာနေရဲ့ VMAX ဆိုတာပန်ကာကြီးရောက်ဟေးငါလည်းတကားလုံးမသိပါဘူးမင်းကြည့်ရင်လည်းမသိမှဆိုလို့ပြောပြတာနော်ဝိုင်းတာမဟုတ်ဘူးဟယ်လိုဒွင်တိလားရတိလားလို့ဟယ်လိုအော်ဘယ်ပြောက်သွားလဲမသိပါဘူးဟာချိန်မတော်ကြီးအိပ်ပျော်သွားတာပဲ Hey Spider Sense နဲ့ကောင်းသိရကောင်းကြားတယ်နော်ဘာဖြစ်လဲဟောဒီတိုက်တယ်မလားဟုတ်တယ်ဒီတိုက်တယ်တိတာပဲစေးပါSpider-Man ကြည့်ပါမယ်ဆိုမှကွာလုတ်တရမပြီးသေးဘူးအေးပေါ့ကြီးပြော အေးလွေးမင်းကျော်ကြီးနဲ့တွေ့ပြီလားငါလည်းမတွေ့ရဒီကောင်တပတ်တောင်ရှိနေပျောက်နေတာ အေးဟုတ်တယ်ငါလည်းမတွေ့မိဘူးဒီကောင် ဟောအေးဒါနဲ့ဟဲ့အောင်လွေးဟိုကလေဟိုနေ့ကကျော်ကြီးပြောတာလေစပိုက်ဒါဘက်အေးအဲ့တော့ငါငငယ်တည်းကအဲ့စပိုက်ဒါဘက်ဆိုဘာမှမသိဘူးအေးငါလိုပဲဘာမှမသိပဲနဲ့ line ပေါ်မှာဖုန်ထားနေတဲ့ကောင်တွေ post ကိုတွေ့ပြီးတော့ငါသွားကြည့်တာဟဲ့အောင်ကြီးစတောက်ရမ်းမိုက်တော့ဝါတကယ်ရှယ်ပဲ အာငါမကြည့်ရသေးဘူးနော်ငါမကြည့်အားသေးလို့လာမစပွိုင်းနဲ့ ဟာအေးပါကွာမင်းကလည်းငါကြော်ကြီးလို့အဲ့လိုအာမချောင်တတ်ပါဘူးဒါနဲ့ခဏလေးဖုန်းပြောရတာလက်ညောင်းလို့ဒီမှာဖုန်းလေးတင်လိုက်အောင်မယ်ကဲရပြီအဲ့ဒါနဲ့လွေးငါပြောပြအောင်မယ် तू အိုင်ဇလန်ဆာမှာကွာစပိုက်ဒါမန်ဆိုတာဘာတူလဲဆိုတာကိုတကဘာလုံးကမသိတော့ဘူးမသိတော့ဘဲနဲ့ तू ပထမဆုံးအဲ့လူဆိုးတွေနဲ့ချတဲ့အခောက်မှာနေပေါ့ဒါမျိုးကြီးဝင်လာပြီးတော့ကွာဝတ်စုံအသိနေမှာလူဆိုးတွေချဖာအမကွာစကော်ပီယန်တွေပါလေကုန်ချပြီးအဲ့ဒီမှာလူဆိုးတယောက်ကို तू ကမသိလို့ဆိုပြီးယာလီနာကိုသွားမေးတာအမယာလီနာဒီကောင်ကဘာပြောလဲဆိုတော့ကွာအမ तू နဲ့အဲ့လိုမျိုးရေတူတူစိန်တော့မှအဲ့ကိစ္စကိုပြောပြမယ်ဆိုပြီးစပိုက်ကြီးပြောတာအဲ့မှာစပိုက်ကြီးကနေပြီးတော့လူမျိုးဆက်နဲ့ထွက်လာပေါ့ကွာတည်ရမှာဘာပြောဟောနောက်အောင်ကြံသေးကွာဟုတ်ပတ်ထရရှာ Punisher อ๋ออีမင်းပြောတယ် publisher အဲ့ကောင်လောင်းမအဲ့ကောင်မလောင်းရင်မာစပိုင်ဒါပဲနောက်တဲ့နင်ချာရင်းနဲ့ချတာဗျာနင်ချာရင်းနဲ့ချတာငါကြည့်အောင်တော့အဲ့ချိန်မှာငါပြောလို့ဆိုတော့သူလည်းမသိခဏရတော့ဟိုစကားတော့ဖွင့်လိုက်အောင်ပဲအဲ့ဒါလည်းဟိုမင်းတို့ပြောတယ်ဟိုမင်းသမီးကအဲ့ဒါ Jane Grey တော့သိလားဟာလွီအာ I got a condo in Manhattan. Baby girl, what's